နယူကာဆယ်နီးပြယာတို့ကလေနှုတ်ထွက်လိုက်ပြီးဖြစ်တဲ့အေဒီဟောင်းမင်္ဂလာပါပရီးမီးယားလိဂ်ရာသီစဖို့3ပတ်လောက်အလိုမှာပဲနယူကာဆယ်အသင်းရဲ့နီးပြဖြစ်တဲ့အေဒီဟောင်းကတော့နယူကာဆယ်အသင်းနဲ့လမ်းခွဲခဲ့ပါပြီအသက်48နှစ်အရွယ်ရှိပြီဖြစ်တဲ့အေဒီဟောင်းကတော့နယူကာဆယ်အသင်းကိုအောင်မြင်မှုတွေရရှိဖို့ကျွန်တော်ဆွမ်းဆောင်ခဲ့ပြီးတော့ကျွန်တော်ခုချိန်မှာဆိုလို့ရှိရင်တော့နှုတ်ထွက်လိုက်ပြီပဲဖြစ်ပါတယ်ဆိုတော့အေဒီဟောင်းနှုတ်ထွက်လိုက်တဲ့အတွက်သူ့နေရာမှာဆိုလို့ရှိရင်ဂျာမန်နီးပြမာတီရဲ့ရိုင်လာကင်တွယ်ဖို့နီးစပ်နေတာပဲဖြစ်ပါတယ်ဆိုတော့အေဒီဟောင်းရဲ့ကျွန်တော်ထွက်ခွာမှုကပြီးခဲ့တဲ့ရာသီကအသင်းရဲ့စိတ်ပျက်စရာကျွန်တော်အဆင့်12နဲ့ရာသီသိမ်းခဲ့တာနဲ့အနှဲငယ်ပတ်သက်နေတယ်ပေါ့ဗျာပြီးတော့ကျွန်တော်အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းစိတ်ပျက်စရာကိစ္စတွေလည်းပါဝင်နေပါတယ်အဓိကကကျွန်တော်တို့စိတ်ပျက်စရာကောင်းတာကဘာလဲဆိုတော့အသင်းရဲ့ကျွန်တော်တို့ငွေကြေးဆိုင်ရာစီးမြင်တွေကြောင့်ကျွန်တော်တို့ကျဲပွင့်ကစားသမားတွေကိုရောင်းချလိုက်ရတဲ့ကျွန်တော်တို့အခြေအနေဖြစ်တယ်ပေါ့နော်အေဒီဟောင်းအတွက်ကတော့ဒါကသူ့အတွက်ကြီးမားတဲ့စိတ်ပျက်စရာတစ်ခုလိုပဲမြင်နေပေါ့နော်ဆိုတော့ကျဲပွင့်ကစားသမားတွေဖြစ်တဲ့ကျွန်တော်တို့အလက်ဇန်ဒါအီဆက်ကိုလီဗာပူးအသင်းထံရောက်ချခဲ့ပြီးဒီနေ့အပြောင်းအရွှေ့ကာလမှာဆိုလဲဂေါ်ဒန်နဲ့တိုနာလီတို့ကိုရောက်ချခဲ့ခြင်းပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့အသင်းကောင်းဆောင်ကျွန်တော်တို့ကီမာရဲရဲ့အနာဂတ်ကလည်းမသေးကြတော့ပဲအာဆင်နယ်ရဲ့ကျွန်တော်တို့အဓိကပြစ်မှတ်ကစားသမားတအုပ်အဖြစ်လည်းရှိနေပါတယ်ဆိုတော့အေဒီဟောင်းကတော့ကျွန်တော်290ကြာပြည်တွင်းစူပလာခေါင်းမမှုတွေကိုကျွန်တော်2025ခုနှစ်မှာကျွန်တော်ကာရာဘောင်ဖလားနဲ့နယူကာဆယ်အသင်းကိုအဆုံးသတ်ပေးခဲ့တယ်ပေါ့နော်ပြီးရင်ကျွန်တော်ချန်ပီယံလိပြိုင်ပွဲဝင်ခွင့်ကိုလည်းကျွန်တော်2ကြိမ်တက်ရောက်ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်တဲ့နီးပြတယောက်ပဲဖြစ်ပါတယ်ပြီးတော့2021ခုနှစ်မှာလည်းကျွန်တော်တို့နယူကာဆယ်အသင်းကိုဇေယျအောက်ဆုံးကကယ်တင်ခဲ့ပြီးတော့အောင်မြင်တဲ့အသင်းတစ်သင်းဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နီးပြတအုပ်ပဲဖြစ်ပါတယ်ဆိုတော့နယူကာဆယ်ရဲ့ကျွန်တော်တို့နောက်လာမဲ့ရာသီမှာကတော့ကျွန်တော်နီးပြအသင်းနဲ့အတူကျွန်တော်တို့ကစားတာကိုမြင်တွေ့ရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီနီးပြကလည်းအခုလက်ရှိမှာဆိုလို့ရှိရင်ကောကျွန်တော်အသက်38နှစ်အရွယ်ရှိပြီဖြစ်တယ်ပေါ့နော် Saudi Arabia ကလပ်အသင်းတစ်ခုကိုကင်တွယ်နေတဲ့နီးပြတအုပ်ဖြစ်တယ်ပေါ့နော်ပရီးမီးယားလိအတွေ့အကြုံကဘာမှမရှိတဲ့နီးပြတအုပ်ဖြစ်တယ်ဒါကြောင့်လို့နယူကာဆယ်အနေနဲ့ကတော့နောက်လာမယ့်ပရီးမီးယားလိရာသီမှာတော်တော်လေးကမှခက်ခဲမဲ့ရာသီတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့ယူဆတဲ့ညီကိုတို့အမြင်လေးကရောဘလို့မြင်ကြလဲဒီဘရိုရဲ့ကွန်မန့်လေးမှာဝင်ရောက်ဆွေးနွေးပေးကြလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ရှိတဲ့တိုင်းကိုကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှာနေရန်နာကြပါတယ်